ဒီနေ့မှဆိုရင်တော့ Lionel Messi ရဲ့ပြောလို့မကုန်တဲ့ AD ခီးစဉ်အကြောင်းကို Crystal Bami ကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြရအောင်။ Lionel Messi AD ကိုရောက်ရှိတဲ့အချိန် Messi က2025ခုနှစ်ဒီဇင်ဘာလ13ရက်နေ့ AD စံတော်ချိန်2:20မိနစ်မှာ AD နိုင်ငံကို Go AD Trophy ခီးစဉ်ဖြစ်လာရောက်ခဲ့ပါတယ်။ဒီခီးစဉ်အတွင်းမှာသူဟာ AD ရဲ့မြို့ကြီးလေးမျိုးကိုသွားရောက်ခဲ့ပြီးပရိသတ်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ Messi က Kolkata, Hyderabad, Mumbai နဲ့ Delhi တို့လိုမြို့တွေကိုသွားရောက်ခဲ့ပါတယ်။ဒီခီးစဉ်ကို Kolkata ကနေစတင်ခဲ့ပြီးပေ80အမြင့်ရှိတဲ့သူ့ရဲ့ရုပ်ထုကြီးကိုသူကိုယ်တိုင်ပဲဖွင့်လှစ်ပေးခဲ့ပါတယ်။ဒါကကမ္ဘာဘောလုံးသမိုင်းတစ်လျှောက်ကစားသမားတွေထက်မှကိုသူ့ရဲ့ရုပ်ထုကအမြင့်ဆိုလို့ပြောလို့ရပါတယ်။ Hey, yeah, let's see how you do under pressure. Oh, yeah, I've been wanting this shit forever. ဒါအပြင်နာမည်ကျော်မင်းသားကြီးဖြစ်တဲ့ Shahrukh Khan ကိုယ်တိုင်လာရောက်ကြိုဆိုခဲ့တဲ့အပြင်တခြားသောနာမည်ကြီးမင်းသားတွေခွဲကကစားသမားတွေနဲ့တွေ့ဆုံခဲ့ပေမဲ့ပရိသတ်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာတော့ Lionel Messi ကိုကွင်းထဲမှာလာရောက်ကြည့်ရှုသူကွင်းလိုအပြီးသူ့ရဲ့ဖန်ပေါင်း8000ကျော်လောက်ကလာရောက်အားပေးခဲ့ပါတယ်။သူတို့တွေဟာ Messi ကိုမြင်ရဖို့ငွေကြေးတွေအခြေတွေများစွာကုန်ခံခဲ့ရပေမဲ့ပွဲစီစဉ်သူတွေရဲ့ညံပြင်းမှုကြောင့်Messi ရဲ့ဘေးနားမှာနိုင်ငံရေးသမားတွေ VIP တွေကလိုအပ်တာထက်ပိုပြီးဝန်းရံထားတဲ့အတွက်သူ့ရဲ့ဖန်တွေက Messi ကိုတိတိကျကျမမြင်လိုက်ရပါဘူး။လူဦးရေကလည်းအများကိုမှများလို့ပွဲမထင်းနိုင်မှာစိုးရင်တဲ့အတွက် Messi ကလည်းမိနစ်20တော့မကြာဘူးဗျာကွင်းထဲကနေထွက်ခွာသွားခဲ့ရပါတယ်။ဒါကလည်းအနေတို့ပွဲစီစဉ်သူတွေရဲ့အားနည်းချက်တစ်ခုပါ။နောက်ပြီးဒီခီးစဉ်ရဲ့ပထမဆုံးနေ့ကလကတ္တာမြို့မှာပရိသတ်တွေကကွင်းထဲမှာဖျက်ဆီးမှုတွေလှုပ်ဆောင်ခဲ့တဲ့အတွက်ရိုးရိုးသက်သက်ခြေနေတွေဖြစ်ခဲ့ရပါတယ်။ဘာလို့ပရိသတ်တွေကကွင်းထဲမှာဖျက်ဆီးမှုတွေလှုပ်ဆောင်ခဲ့ရတာလဲ။ဒီအကြောင်းရင်းကိုကျွန်တော်ရှင်းပြပေးပါမယ်။အာရှမှာရှိတဲ့ Messi ရဲ့ဖန်တွေအတွက်လူကိုယ်တိုင်မြင်တွေ့ရမှတက်တက်တာခွင့်ရဖြစ်ကြောင်းအနေတို့ကတော့ Messi ကိုပြစားပြီးဂျင်းကြီးကြီးထွက်သွားခဲ့တယ်ဆိုပြီးသူတို့နိုင်ငံသူနိုင်ငံသားတွေကလည်းပြောနေကြတယ်။ Messi ကကွင်းအတွင်းကိုမိနစ်20ခန့်သာခဏတာပဲပေါ်လာခဲ့တယ်။ဒါတောင်မှသူ့ရဲ့ဘေးနားမှာနိုင်ငံရေးသမားတွေစီးပွားရေးလုပ်ငန်းရှင်တွေ VIP တွေကပဲသူ့ကိုအနီးကပ်မြင်တွေ့ခွင့်ရခဲ့တာဗျာ။တာမန်လူတယောက်အနေနဲ့ဆိုရင်သူ့ကိုအနီးကပ်မြင်တွေ့ခွင့်ရဖို့ဆိုတာအဝေးကြီးပဲဗျာ။ဒါအပြင်ပရိသတ်တွေဟာရိုးထုအဖွင့်ပွဲနဲ့ကွင်းပါလက်ပြနှုတ်ဆက်ပွဲအတွက်လမ်းမခောက်ပေါက်100ခန့်အမေရိကန်ဒေါ်လာ130ဝန်းကျင်လောက်ပေးရတယ်ဗျာ။တချို့သောပရိသတ်တွေကမှောက်ခိုလက်မှတ်တွေနဲ့ဈေးမတည်စားပေးရပြီးသူတို့ရဲ့အိုင်ဒေါကိုမကြည့်လိုက်ရလို့မကြင်မနဲ့ဖိနေကြတဲ့လူတွေကလည်းအများကြီးပါ။ဒီလိုရခဲလာတဲ့အခွင့်အရေးမျိုးမှာ Messi ရဲ့လက်မှတ်ကိုလိုချင်ကြတဲ့သူတွေရလို့ရညာသွားခိုက်ကြတဲ့သူတွေရှိသလို Messi ကိုမြင်ရင်ကျဉ်းနှံပါပြီဆိုတဲ့လူတွေကလည်းအများကြီးပါပဲ။ဒါပေမဲ့သူတို့ထင်ထားသလိုမဖြစ်လာတာကြောင့်ပဲဒေါသထွက်ချင်လည်းထွက်ချင်စရာပါပဲ။မကျဉ်းနှံတဲ့ပရိသတ်များစွာကလည်းအကွဲတွင်းကိုဝင်လာပြီးထိုင်ခုံတွေကိုရချိုးကြတယ်။ဒီပြက်တဲ့အတွက်လည်းဘယ်ကလန်ဝင်ကြီးချုပ်က Messi နဲ့သူ့ရဲ့ဖန်တွေကိုတရားဝင်တောက်ပါစာထုတ်ခဲ့ပါတယ်။နောက်ပြီး AD က Messi ရဲ့ဖန်တွေကဘယ်လောက်ထိအားပေးကြလဲဆိုစက်ကူပြအပေါ်မှာစာရေးပြီး Messi ရဲ့ချုပ်ပွဲ9ပွဲကန်ရတဲ့ပြင်ပွဲကိုဘယ်လိုနဲ့အောင်ကန်ရတယ်ဆိုတာဟိုလေတူကိုထပ်ပြပေးလိုက်ပါဦးဆိုတဲ့စာသားနဲ့အတူ AD ရောက်ကိုကြီး Messi ကိုအားပေးဝန်ရခဲ့ကြပါတယ်။နောက်ထပ် Messi ရဲ့ဖန်တယောက်ကလည်း Messi ကြောင့်မိမမယူခင်ကွဲပြီလေဒီနေ့ကျွန်တော်မင်္ဂလာပွဲနေ့ပါဒါပေမဲ့ကျွန်တော်မင်္ဂလာအခမ်းအနားကိုပြစ်ထားပြီးဒီကိုရောက်လာခဲ့တာက Messi ကိုအပြင်မှာမြင်ဖို့ချင်လို့ပါဒါပေမဲ့အနေတို့ရဲ့ထိုးစားနိုင်ပဲငါမရရင်ရေထုတ်ပြမယ်ဆိုတဲ့အထောင်နဲ့အနေတယောက်ကတော့နေခင်းဘက်တို့က Messi ကိုမတွေ့လရတဲ့အနေဟာသူပိတ်ထားတဲ့ပိုက်ဆံနဲ့တအောင်ဆိုပြီးအေးရပြန်ကွင်းထဲကကော်စော်ကြီးကိုပြန်ထမ်းတော့ခဲ့ပါတယ် Talo. Sorry. ဟိုဘိုက်ပူပူစီလူလူနဲ့အနေတယောက်ကလည်းသူတို့နဲ့ကန်နေတဲ့လူကိုမအားမနာဘောလုံးကိုမမြင်ဘူးရကြားနေတာပဲညာဘက်ကိုကန်ရင်ဘယ်ဘက်ကိုရောက် 这个毛病，你们散的瓜，把我进了。 ဘယ်ဘက်ကိုကန်ရင်ညာဘက်ကိုရောက်နေဟိုအနေကတော့ဒီနေရောကလည်းပြီးဘာမှမတက်နိုင်တော့ဘူးဟာ အိန္ဒိယကအနေတို့တက်လိုက်ကတော့လိုးလိုက်ရင်ဆက်ဆန်းတွေကြီးပဲငကတိုင်းရင်လည်းအိန္ဒိယချင်းနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကိုလှော်လိုက်ပါလားအနေရဒါပေမဲ့လည်းအနေတို့ကတော့တော်တော်လေးကိုမှပိတ်ကန်းရရောပါတယ်လီယိုနယ်မက်ဆီကိုဒီခီးစဉ်အတွင်းမှာပဲအိန္ဒိယရဲ့တချီကြီးဖြစ်တဲ့မူကက်ချ်အာဘာနီရဲ့သားဖြစ်သူအာနာအာဘာနီကမက်ဆီကိုကပ္ပပေါ်မှာ10နှစ်လို့သာရှိတဲ့ RM003 V2 ကို Asian Edition မျိုးစားနိုင်တလို့လက်ဆောင်ပေးခဲ့ပြီးနိုင်တလုံးကိုပေါင်82,500မြန်မာငွေနဲ့ဆိုသိန်းပေါင်း9000ခန့်နိုင်ရှိပါတယ်အာနာဟာမက်ဆီနဲ့သူ့ရဲ့တင်းဖော်တွေကိုသူပိုင်တဲ့ဗန်ထာရာတော့ရဲ့တရိษံကယ်ဆယ်ရေးနဲ့ပြူစုစောချော့ရေးစိတ်သားမှာအဲခံကျွေးမွေးခဲ့ပြီးအိန္ဒိယရွရထုတ်တန်းစင်လာပူဇော်မှုတွေနဲ့ကြိုဆိုခဲ့ကြပါတယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာဆက်တွေ့ကြတာပေါ့ See you အဘော